ကီကောင်လေးကတော့တကယ်ကိုထူကြတဲ့သူပါပဲသူဟာဆက်ရုပ်တရုပ်ကိုတကယ်ပဲချစ်မိသွားခဲ့ပါတယ်ဒါပေမဲ့လူသားတွေနဲ့ဆက်ရုပ်တွေကချစ်ကြလို့မရနိုင်ပါဘူးဒါကြောင့်ကောင်လေးဟာမငင်တွေမချက်ခင်မှာနောက်ဆုံးစကားတခုပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ကောင်လေးကမငင်ချက်တဲ့ကလုတ်ကိုနှိမ့်လိုက်ပါတယ်သူမတိလိုက်တာကတော့သူဟာဆက်ရုပ်ရဲ့မငင်တွေကိုပဲထက်လိုက်တဲ့ဆိုတာပါပဲသူရှိကကောင်မလေးကတကယ်တော့လူသားစစ်တရားဖြစ်နေခဲ့တာပါအဲဒီနောက်မှာပဲကောင်မလေးဟာသူမရဲ့အကန်စီကိုပြန်လာခဲ့ပါတယ်သူမဟာကုတင်ပေါ်မှာလည်းရင်ထိမနိုင်တဲ့မိယာမူကျွေးနေခဲ့ပါတယ်သူမဟာတင်ငယ်လုံးမူကျွေးခဲ့ပါတယ်ရေတခန်းချမှုကြောင့်စီယုံတက်လိုက်ရတဲ့အထိပါပဲစီယုံကစင်ပြီးတဲ့နောက်မှာတော့ကောင်မလေးဟာအချိန်ပိုင်းလို့တခုရှာတွေ့ခဲ့ပါတယ်ကောင်လေးကအဲ့ဒီနေရာကိုကမ်းမောင်းဖြစ်တော့ခဲ့ပြီးမြရိုးကွယ်နေတာကြောင့်ကောင်မလေးကိုမမြင်လိုက်ပါဘူးကောင်လေးကိုကောင်မလေးအမိတော်အန်ကူနီပေါ်အတွက်ဆီယာဝန်ကဆက်ရုပ်ကိုပြင်းလာတဲ့တခုပြန်ပြီးဖို့ဆုံးဖြတ်လိုက်ပါတယ်ကီဇန်ကိုကြားတဲ့အခါကောင်လေးဟာဆီယာဝန်ကိုဒါဖို့တကွဲကန်စီအပြေးလွှာတော့ခဲ့ပါတယ်ကောင်မလေးမရှိတော့တဲ့နောက်မှာဆက်ရုပ်ရဲ့မငင်ကိုဖြစ်ပြီးခဲ့တဲ့အတွက်သူ့နောင်တရားနေခဲ့ပါတယ်သူဟာစားလည်းမစားနိုင်အေးလည်းမအိမ်နိုင်ချင်နေခဲ့ပါတယ်ကောင်လေးကဆက်ရုပ်ရဲ့မငင်ကိုပြန်ယူဖို့ကြိုးစားခဲ့ပြီးမြဆီယာဝန်ကပလိုဝဲလော်ဆက်ရုပ်ဟာအရင်ကကောင်မလေးလိုဘယ်တော့မှပြန်ထလာမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ကောင်လေးကတော့ဒါကိုလက်မခံနိုင်ခဲ့ပါဘူးသူဟာဆက်ရုပ်ကိုသူ့ရဲ့ NGC ခေါ်တော့ခဲ့ပါတယ်သူတို့နေရာပစင်ကသူရှိခဲ့တဲ့နေရာတွေကိုပြန်ခေါ်တော့ခဲ့ပါတယ်သူဟာအရင်ကခံစားချက်မျိုးကိုပြန်ရခြင်းခဲ့တာပါဒါပေမဲ့သူဘလိုပဲလော်ဆက်ရုပ်ကတော့ဆက်ဆန်ဆန်မဲ့သူပြန်နေခဲ့ပါတယ်ကောင်လေးဟာတာတူလိုချင်တဲ့ကောင်မလေးမဟုတ်မှန်တိလိုက်ရပါတယ်တကယ်ကောင်မလေးကတော့မနေမူရီနဲ့သူမဖားရဲ့အိမ်မှာခဏတော့နေဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲဆိုင်စော်နဲ့ပဲကောင်လေးကလည်းပန်းပြေဖို့အတွက်အဲ့ဒီရထားကိုပဲစီလာခဲ့ပြီးသူတို့နေရာမျက်နှာချင်းဆိုင်ကန်ကိုမှထိုင်မိကြပါတယ်ကောင်လေးကကောင်မလေးကိုမြင်လိုက်တဲ့အခါမှာတော့အရန်ကိုအနာတော့ခဲ့ပါတယ်သူမကဆက်ရုပ်နဲ့ပုံစံနဲ့တူနေလို့ပါပဲကောင်မလေးကတော့သူ့ကိုမတိချင်အောင်ဆောင်နေခဲ့ပါတယ်ကောင်လေးကရထားပေါ်မှာပဲဆီယာဝန်စီဖုန်းဆက်လိုက်ပါတယ်တကယ်လောကမှာဆက်ရုံနဲ့တူတဲ့လူတယောက်ရောက်ရှိသလားလို့သူကမေးခဲ့ပါတယ်ဆီယာဝန်ကကောင်လေးဟာကောင်မလေးကိုတွေ့သွားပြီးဆိုတာကိုခံမမိလိုက်ပါတယ်တကယ်လည်းတွေ့ပေါ်မှာဆက်ရုံနဲ့တူတဲ့လူတယောက်ရှိဖို့ဆိုတာမချင်နိုင်ကြောင်းသူကကောင်လေးကိုပြောလိုက်ပါတယ်သူ့ရဲ့တန်တရားကိုတတိပြဖို့အတွက်ကောင်လေးဟာကောင်မလေးရဲ့နောက်ကိုသူမရဲ့ဇာတိမျိုးထိလိုက်တော့ခဲ့ပါတယ်သူဟာသူမကိုတနေ့လုံးဆောင်ကြည့်နေခဲ့ပါတယ်သူဟာအဲ့ဒီတယောက်အနေနဲ့ဟန်ဆောင်ပြီးကောင်မလေးရဲ့အဖေပွင့်ထားတဲ့တက်ကိုကမှဝင်နေလိုက်ပါတယ်ကောင်မလေးကသူ့ကိုမြင်လိုက်တဲ့အခါမှာတော့အရင်သေးလန့်သွားပြီးဘာလို့ဘာကရမှမသိဖြစ်တော့ခဲ့ပါတယ်သူမဟာအခုနီးတမ်းဖို့ဆီယာဝန်စီကိုချက်ချင်းပုံဆက်လိုက်ပါတယ်ဆီယာဝန်ကသူမရဲ့စာကိုမြင်တဲ့အခါသူ့ရဲ့လောဖို့ကန်တဲ့သူကောင်မလေးရဲ့စာတင်းညိုစီအမြဲဆုံးလိုက်လာခဲ့ပါတယ်လမ်းမတင်းဆီယာဝန်ကကောင်မလေးကိုဆက်ရုပ်လို့မူရာရီမလို့မိဖို့တတိပေးခဲ့ပါတယ်ကောင်လေးတာရဲ့မိသွားရင်အချိန်ကြီးအလုံးကစီတော့နိုင်လို့ပါပဲကောင်လေးကအဲ့ဒီနေရာကနေထွက်သွားခြင်းပုံပေါ်ပဲအကြာကြီးနေဖို့ထိစီစဉ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာကောင်မလေးကပစ္စည်းတွေရွှေ့ဖို့အတွက်ကိုတောင်လေးကိုတွားရမှာဖြစ်ပါတယ်သူမရဲ့ဖွားကစိတ်ပူပြီးကောင်လေးကိုအခုနီးတော့အောင်ခဲ့ပါတယ်ကောင်လေးကလည်းကူညီဖို့အတွက်အရင်စိတ်အထက်တနေရကြောင်းကောင်မလေးရဲ့နောက်ကနေကိုတောင်လေးကိုလိုက်တော့ခဲ့ပါတယ်အလုတ်သမားတွေကတော့အထဲမှာလူရှိမှမသိပဲသူတို့နေရာကိုတော့ကတ်ထားခဲ့လိုက်ပါတယ်ကောင်မလေးဟာဆီယာဝန်ရဲ့3 piece ကပို3ရပြီးနာကျင်နေတာကိုမတရားရဲဖြစ်နေခဲ့ပါတယ်သူမဟာဆေးရမဟုတ်ပဲလူသားရောက်ဖြစ်ကြောင်းကောင်လေးကိုပြောခဲ့ပါတယ်သူမနောက်ကိုဆက်မလိုက်ဖို့လည်းတောင်းပန်ခဲ့ပါတယ်ကောင်လေးကဒီနာပြီးရင်ထွက်တော်ပြီးမယ်လို့သဘောတူခဲ့ပါတယ်သူတို့နှစ်ယောက်ဟာကိုတောင်ထဲမှာတင်ရတာကိုအတူတူကုံဆုံးခဲ့ကြပါတယ်နောက်တနေ့မှာတော့လုတ်သမားတွေကတကားလာဖွင့်တဲ့အခါသူတို့နှစ်ယောက်ကိုတွေ့တော့ခဲ့ပါတယ်ကောင်လေးကတော့သူ့ရဲ့စိတ်ခဲကထိမင်းချက်ကိုပဲစပီးယုံကြည်နေခဲ့ပါတယ်သူဟာကောင်မလေးရဲ့နောက်ကိုကန်စီတီတိတ်တိတ်ကလေးလိုက်တော့ခဲ့ပါတယ်ကောင်မလေးကသူ့နောက်ကလိုက်နေမှတီတော့ရဲ့အခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲမရိုဒစာသူမရဲ့လက်ပင်ကဆွဲကြိုးလေးပေါ်တော့ခဲ့ပါတယ်ကောင်လေးကအဲ့ဒါကိုမြင်လိုက်တဲ့အခါမှာတော့မင်းတက်တော့ခဲ့ပါတယ်အဲ့ဒါကသူ့ဆက်ရုပ်ကိုပြီးခဲ့တဲ့ဆွဲကြိုးလေးကိုရန်ချင်းနေလို့ပါပဲအခုတော့အဲ့ဒီဆွဲကြိုးလေးကဒီကောင်မလေးရဲ့လက်ပင်မှာဆွဲထားလျက်တာခင်းနေခဲ့ပါပြီ